You got that idea? Yeah. So those who born in this village, Come together. and benefit for this country, this village. That is really thoughtful. Yeah. Sadio Mane has been inspiration here in Myanmar. Yeah. Guys, it's not easy. ဟုတ်ပါတယ် This idea of ဒါစေးအောင်ပေါ့နော်ဒီဦးလေးတို့ကအလူငွေတွေနဲ့စောက်ပေးကြတာပေါ့နော် idea အရန်ကောင်းပါတယ်ကြည့်ပါဦးစေးအောင်ကြည့်ပဲ ဟုတ်တော့ပြန်ပြေးရပေါ်ရတယ်။တေကဘယ်လိုဒီလိုကနေနော် ဟုတ်လားတေက45သိန်းနဲ့ ။ကျွန်တော်တို့မီဒီယာပြုဆိုတေကဝယ်တယ်။မိုက်ကမိုက်က Oh this is 5 acres တေကလည်းဝယ် Oh ဝယ်ပြီးတော့မှဟိုဒီလိုအတူကိုကြောက်တယ်။မင်းဆောက်ဝင်မင်းတွေကရှိပြီးတော့ ပြန်ချပေးအောင် big land, 5 acres of land. ဒါစာရီယိုမာလေးဆီက inspiration ယူပြီးတော့စောက်လုပ်ထားတာပါစောက်လုပ်ထူလန်းထားတာပါဒီရွာကလေ Lord bless you and keep you, make his face shine